အဲ့ဒီနေရာတွေမှာဒေသခံရွာသားတွေအပြင်ဝါယာစုပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့မိသားစုတွေလည်းနေထိုင်ကြပြီးပြည်သူ့စစ်အဖွဲ့ရဲ့ကင်းပုံစခန်းတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဝါယာစုပြည်သူ့စစ်အဖွဲ့ဟာစစ်ကောင်စီနဲ့နှီးစပ်တဲ့တပ်ဖွဲ့တစ်ခုဖြစ်ပြီး2016ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြည်သူ့စစ်အဖွဲ့ရဲ့ဖွဲ့စည်းပုံဟာလည်းစစ်ကောင်စီကြီးတပ်ပုံစံအတိုင်းဖွဲ့ထားတာဖြစ်ပြီးကချင်ပြည်နယ်တွင်းစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေကကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုအဓိကထားတိုက်ခိုက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ဝါယာစုပြည်သူ့စစ်အဖွဲ့ဟာအင်အားပိုကြီးလာခဲ့ပြီးသူတို့ထိန်းချုပ်ထားတဲ့တနိုင်းဒေသထဲမှာရွှေဒူးဖော်တဲ့ကုမ္ပဏီတွေကိုငွေကြေးရယူကလုတ်ကင်ခွင့်တွေချပေးနေတာပဲဖြစ်ပါတယ်။တနိုင်းမြို့ဟာကချင်ပြည်နယ်တနိုင်းခရိုင်ရဲ့ခရိုင်ရုံးဆိုင်ရာမြို့ဖြစ်ပြီးရွှေပယင်းစားတဲ့အဖိုးတန်တွင်းထွက်တယံဇာတတွေပေါ်ပေါ်များများထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီဒေသကိုစစ်ကောင်စီပြည်သူ့စစ်ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကထိန်းချုပ်ထားကြပြီးဒေသကထွက်ရှိတဲ့တဘာဝတယံဇာတအထူးသဖြင့်ရွှေဒူးဖော်ရေးလုပ်ငန်းတွေကိုချုပ်ကင်ထားကြပါတယ်။